ချမ်းရေဘာလို့တောက်နေတာလဲမချမ်းစားချင်နေပြီနော်မယန်းတီးတောက်နေလားမချမ်းဟုတ်တယ်မယန်းတီးတောက်စားတာစားချင်တဲ့သူစီရင် comment မှာရေးခဲ့ပေးဘယ်လိုတောက်ရလဲဆိုတာသွားကြည့်ကြမယ်မယန်းတီးကြီးလိုက်တာနဲ့တရေကြနေကြပြီဟုတ်အဲ့တော့ဘယ်လိုမျိုးတောက်ခဲ့လဲဘယ်လိုတွေစားခဲ့လဲဆိုတာသွားကြည့်ကြမယ်ပေါ့နော်မယန်းတီးတွေကိုမတောက်ခင်အရင်ဆုံးမီးလိုက်တယ်ပေါ့မီးလိုက်တဲ့အခါမှာကျယ်တွေလာတွေပါမြင်သွားတယ်ပေါ့နော်မယန်းတီးကိုတော့တေချာလေးဆေးပေးပေါ့နော်အစည်းတွေစီတော့လေအဲ့တော့စတင်တုံမယ်ငရုတ်ဒီအလှော်ကိုယ်တိုင်လှော်ထားတဲ့ဟာလေးထည့်တယ် TKC အမှုတ်ကိုသမင်းစားဆုံးနဲ့သစုံမမောက်ထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးရင်တော့ငပိတောင်းပေါ့နော်အသင့်စားတဲ့ငပိတောင်းဘာတစ်စိတ်ပဲဖြစ်သုံးလို့ရတယ်ပြီးရင်တော့ထညက်လေးနည်းနည်းလေးနဲ့ချမ်းကစက်သွန်အဖြူစီချက်ကြော်နဲ့အာရပါရကိုနယ်လိုက်တယ်ပေါ့နော်ဒီအချိန်မှာအရန်ကိုမတရီတွေတောက်ကြာနေအဲ့တော့ဘယ်လိုမျိုးစားလဲဆိုတာချမ်းနဲ့အတူတူမြည်ကြည့်ကြမယ်နော်မယန်းတီးပေါ်ချိန်ဆိုတော့wow wow ဘယ်နဲ့တက်လာနော်ရှယ်ပဲအရသာအရန်ကောင်းတယ်ဒီလိုမျိုးလိုက်တောက်စားကြည့်ရှင်တဲ့သူတွေအတွက် TKC ဟင်းခက်ရတာမဟုတ်နဲ့ဆိုအရန်ကိုမှလိုက်တယ်အဲ့တော့ဒီရတာမဟုတ်3စမ်းကြီးတဲ့သူတွေကတော့လိုက်လောက်စားလို့ရပြီမစိသေးတဲ့သူတွေစမ်းကြည့်ရှင်တဲ့သူတွေကတော့တပူးကို1000တကယ်လို့10ဘူးပြည့်ရင်တော့ချန်တို့8000နဲ့ပို့ခ free ရတယ်ပေါ့နော်အဲ့တော့8000ပဲကြာမယ်ပေါ့အဲ့တော့10ဘူးဖြစ်ရှင်တဲ့သူတွေကတော့10ဘူးဖြစ်ထားလိုက်အထူးကြီးကို message မှာတွားပြီးတော့မှမှာယူနိုင်ပါတယ်အားလုံးကိုကျေးဇူးပါစားလိုက်အောင်မယ်